ထိုင်ဝမ်အပေါ်အင်အားသုံးခြင်းကိုလုံးဝဆွတ်လွတ်မည်မဟုတ်ဟုတရုတ်ပြောကြားလိုက်တယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ထိုင်ဝမ်နဲ့ပတ်သက်ပြီးအင်အားသုံးခြင်းကိုတရုတ်ကဆွတ်လွတ်လိမ့်မည်မဟုတ်ဟုအစိုးရပြောခွင့်ရသူတို့ကဗုဒ္ဓနေ့တွင်ပြောသဖြင့်ထိုင်ဝမ်သာတရုတ်စီပတ်ပြောင်းခဲ့ရင်ကြီးကြီးနားနားအုပ်ချုပ်မည်ဟုကတိခံတော့ယခုသတင်းပတ်အတွင်းကနိုင်ငံပါသတင်းဌာနများမှစောင်းပါများထက်ပို၍ပြင်းထန်စွာပြောဆိုလာတော့အလေးတန်းပဲဖြစ်ပါတယ်။ဒီမိုကရေစီနည်းကျအုပ်ချုပ်သောထိုင်ဝမ်ကိုအပိုင်နယ်မြေအဖြစ်ရှုမြင်ထားတော့တရုတ်ကထိုင်ဝမ်ကျွန်းနှင့်ပြန်လည်ပေါင်းစည်းရေးအတွက်အင်အားသုံးခြင်းကိုတခါမှပြစ်ပယ်ထားခြင်းမရှိပေတို့ရာတွင်အင်အားသုံးမည်ဆိုသောမူဝါဒကိုအများပြည်သူထံတရုတ်ကတိုက်ရိုက်ဖော်ပြပြောဆိုလေးမရှိတကယ်သို့ယခုသတင်းပတ်အတွင်းရှင်ဟွာသတင်းဌာနကဖော်ပြသောစောင်းပါသုံးပုဒ်တွင်လည်းမှတ်ချက်ပြုရေးသားထားမှုမရှိပေထိုထဲမှစောင်းပါတစ်ပုဒ်တွင်ပြန်လည်ပေါင်းစည်းပြီးနောက်တိုင်းချစ်ပြည်ချစ်များကထိုင်ဝမ်ကိုမြည်တို့အုပ်ချုပ်နိုင်သည်ဆိုတော့လမ်းပြမြေပုံနှင့်ထိုင်ဝမ်၏ရှိစေလူမှုစနစ်နှင့်နေထိုင်မှုဘဝများကိုအလေးထားသွားမည်ဟုကတိပြုရေးထားပါတယ်။တရုတ်၏ထိုင်ဝမ်ရေးရာရုံးမှပြောရေးဆိုခွင့်ရှိသူပန်ချင်းကတနိုင်ငံစနစ်နှစ်ရက်အောက်ကငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းခြင်းကထိုင်ဝမ်အရေးဖြည့်ရှင်းရေး၌အခြေခံချင်းကပ်မှုပဲဖြစ်သည်ဟုပေကျင်းကပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောသည်ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးအတွက်လုံလောက်တဲ့နေရာကိုဖန်တီးဖို့ကျွန်တော်တို့ဆန္ဒရှိတယ်ဒီအလားအလာကိုအဆုံးစွန်ရိုးသားဖြောင့်မတ်မှုနဲ့မရမကဖမ်းယူစုပ်ကိုင်မှာဖြစ်တယ်ဟု၎င်းကဆိုသည်ဒါပေမဲ့ကျွန်တော်တို့ကအင်အားသုံးတာကိုလုံးဝပြစ်ပယ်ထားလိုက်မှာမဟုတ်ဘူးလိုအပ်တာအားလုံးဆောင်ရွက်နိုင်ဖို့အင်အားသုံးတာကိုရွေးချယ်မှုအနေနဲ့ဆက်ထားရှိထားမယ်လို့သူကပြောပါတယ်ထိုင်ဝမ်သမ္မတလိုင်ချင်းဒေးကတရုတ်၏ CPR ကိုရင်ဆိုင်ရာတွင်စိတ်သက်ကြက်ခိုင်မှုလိုအပ်သည်ဟုဗုဒ္ဓနေ့ကသမ္မတရုံး၌စစ်တာဝန်ရှိသူများအားပြောဆိုခဲ့ပါတယ်ထိုင်ဝမ်ဟာအမိမြေကိုကာကွယ်ရေးအတွက်စိတ်သက်ကြက်ခိုင်မှုပြသရုံမဟုတ်ပဲကျူးကျော်ခြင်းရန်စခြင်းနဲ့ပေါင်းစည်းရေးတွတ်သွင်းမှုတွေကိုခိုင်ခိုင်မာမာဆက်ကျင်ရမှာဖြစ်တယ်လို့သမ္မတကပြောခဲ့ကြောင်းသမ္မတရုံးကထုတ်ပြန်ခဲ့ပါတယ်တရုတ်အစိုးရကထိုင်ဝမ်သမ္မတနှင့်ပြောဆိုဆွေးနွေးရန်ညှင်းဆန်ပြီးခွဲထွက်ရေးသမားဟုဆွဆွဲပြောဆိုထားပါတယ်။